ကဲဟုတ်ပြီဒီ radar က expand radar နော် expand radar setting လောက်ထားတာက gain ကလည်း60 C ကလည်း30 range က range glider C glider 30 15နော်တူပါပဲနော် range ကိုလည်း12မိုင်နဲ့ပဲတင်ထားပါတယ်အခုမြင်ရတဲ့ဒါကချိန်နေကိုနော် cloud တွေကို radar မှာလာပြီးတော့ reflect ဖြစ်တဲ့ပုံစံပေါ့နော်ဟုတ်ပြီဒါကျွန်တော်တို့ဘယ်ကောင်းစရာမှာပြောနေရလဲဆိုတော့ expand radar ဟာ more suitable to use in rain လို့ပြောထားတဲ့အတွက်ကြောင့်မလို့ဒီဟာသုံးတယ်ဘယ်လိုမျိုးသင်တော်လဲဆိုတော့ကြည့်အောင်အခုမြင်ရခဲ့လိုက်ရတာ expand radar နောက်အခုမြင်ရမှာကတော့ expand radar ဖြစ်တယ်နော် expand radar ကိုမြင်ရမယ့်ပုံစံဖြစ်တယ်ဒါခုနက radar ဟိုဘက်က expand နဲ့နှိုင်းယှဉ်ကြည့်လိုက်လို့ရှင်ပို့ပြီးတော့တိမ်တွေကိုပို့ပြီးတော့ဖမ်းထားနိုင်တာတွေ့ရလိမ့်မယ်နော်နောက်ပြီးတော့သူကအားလုံးဒီမှာကျွန်တော်တို့ gain ရော C manual C glider ring glider ကိုထားတဲ့နေရာတွေမှာတော့အားလုံး setting အတူပါပဲဒီနှစ်ခုကိုကျွန်တော်တို့ရှင်းပြတာဖြစ်ပါတယ်ဒါကြောင့်ပို့ပြီးတော့ rain နဲ့ sensitive ဖြစ်နိုင်တဲ့ radar နောက် rain နဲ့မှာပို့ပြီးတော့သုံးလို့သင့်တော်တဲ့ radar ကို expand radar လို့ပြောခြင်းဖြစ်ပါတယ် expand radar ရဲ့ဒါခုနကလိုမျိုး rain နဲ့မှာနော်ရှိနေတဲ့အနေထားမှာတော့မှ target တွေကိုနော်ဒေသပြီးရင်ရှင်းလင်းလင်းဖမ်းပေးနိုင်တာလည်းသူရဲ့အားသာချက်တစ်ခုပါပဲ target တွေကြားထဲမှာတိတ်နေကြတဲ့မှာဒီ target ဟာရှင်းလင်းပြပြသားသားရှိနေတော့မှာနော်